မော်ရီညိုချစ်တဲ့ဟာဇက်ချယ်ဆီကန်တွေနီးပြရေးမော်ရီညိုကတော့သူတွေ့ဘူးသမျှနာမည်ကျော်ကစားသမားတွေထဲမှာအကြိုက်ဆုံးကစားသမားနဲ့အပြင်းဆုံးကစားသမားကိုရွေးထုတ်ပြောပြခဲ့ပါတယ်။သူကတခြားသူမဟုတ်ပါဘူး။ချယ်ဆီမှာသူကြုံတွေ့ခဲ့ရတဲ့အေဒင်ဟာဇက်နဲ့ပတ်သက်ပြီးတော့အခုလိုပြောခဲ့တာပါ။ဒီမှာခင်ဗျားတို့ထူးဆန်းတဲ့ကစားသမားတစ်ယောက်ကြောင့်ကျွန်တော်ပြောပြမယ်။သူကဟာဇက်ပဲ။ဟာဇက်၄ချိန်အချိန်တော့ခင်ဗျားတို့မြင်မှုကြလား။ဟမ်သူ၄ချိန်ခွေးမှာကောင်းကောင်းလုံးလို့မရှိဘူးဗျ။ပြင်းပြင်းတွင်းနဲ့ကစားတတ်ပါတယ်။ဒါမဲ့တကယ်ပွဲကစားရဲ့ချိန်ကြလို့ရှိရင်လုံးဝချားနာနေပါတယ်။လေးချိန်ခွေးနဲ့မှဆိုလို့ရှိရင်ဘာဖြစ်ချင်နေမှန်းမသိတဲ့ခြေစွမ်းနဲ့သူ့လှုပ်ချင်နေတာကိုသူလှုပ်နေရပါကစားပြီဆိုလို့ရှိရင်တော့ခင်ဗျားတို့သိတဲ့အတိုင်းပဲလုံးဝခြေစွမ်းပြတဲ့ကစားသမားပါမနေ့လေးချိန်လာပြီဆိုလို့ရှိရင်လည်းပေါ့ပြက်ပြက်ပဲလှုပ်တယ်အားသွန်ခွန်ဆိုင်ကြိုးစားတယ်ဆိုတာလည်းမရှိဘူးကောင်းကောင်းလေးချိန်မှလို့ပြောလဲမရဘူးတကယ်ကလေးစိုးကြီးတယောက်လိုမျိုးလွတ်ပေးထားတာဗျတကယ်တန်ပွဲကစားပြီဆိုလို့ရှိရင်တော့သူကလုံးဝမတူတော့တာပဲဂိုးတွေသွင်းခြေစွမ်းတွေပြပြီးတော့အဲ့ဒီပွဲရဲ့အကောင်းဆုံးကစားသမားလေသူပဲအသင်းအတွက်လည်းအရေးပါဆုံးကစားသမားတစ်ယောက်ကပွဲတိုင်းသူပဲဖြစ်နေတာသူဘောလုံးကစားတာအမှုပညာစံနေဒါမဲ့ဒီလိုခြေစွမ်းတွေကဟာဇက်ရဲ့လေးချင်းမှုကနေရလာတာမဟုတ်ဘဲနဲ့သူ့ရဲ့ပင်ကိုပါရမီကနေပြီးတော့ထွက်ပေါ်လာတဲ့ဘောလုံးစကီးတွေပါသူကဘောလုံးလောကမှာလေးချင်းကောင်းကောင်းမလုပ်ဘူးဆိုပေမဲ့အကောင်းဆုံးကစားနိုင်တယ်ပထမဆုံးကစားသမားပါပဲသူကဘောလုံးပါရမီရှင်တစ်ယောက်ဖြစ်တယ်လို့တိတ်ကိုထူးချွန်တဲ့ကစားသမားကောင်းတစ်ယောက်ပါဘောလုံးကိုငွေအတွက်ကစားတာမဟုတ်ဘူးပျော်ရွှင်မှုအတွက်ကစားတဲ့ရှားပါတဲ့ဘောလုံးသမားစစ်စစ်တစ်ယောက်ပါပဲကျွန်တော်ချစ်ဆုံးကစားသမားဆိုလည်းဟုတ်ပါတယ်လို့ပြောခဲ့တာပါ